အားလုံးပဲကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကတော့ကျွန်တော်လက်ရှိလာရှုမှာဖြစ်တဲ့ကိစ္စတွေတပိတ်ချင်းပုံချဲတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးထားတာရှိတယ်အဲ့ဒါတွေကိုကျွန်တော်ပြောချင်တာပါလာရှုကိစ္စကတော့ဘယ်သူမှဆိုအသေးကွဲတာပဲလေနော်ကျွန်တော်လည်းမကြိုက်စဉ်းစားကြည့်တယ်ဗျာတော့ကျုံလာပြီးတော့မှဒီဟာကြီးလာရှုဆိုတာမြို့အနေနဲ့တော့မဟုတ်ဘူးဗျာသူကတိုင်းလို့ပြောလို့ရတယ်ဗျာဒီအရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးဗျာမြို့တစ်မြို့နေလည်းမဟုတ်အဲ့ဒါကြီးတော့ကျွန်တော်တို့ကနိုင်အောင်တိုက်ခဲ့ပြီးတော့မှကျွန်တော်ဒီလိုဖြစ်တယ်ဆိုတာတော့ဒါသိမမိုက်ဘူးနော်MNDA အနေနဲ့ကတော့ကျွန်တော်ဒီတော်လိုင်းမှာလည်းပါဝင်ပြီးတော့လုပ်ပေးခဲ့တာဆိုတော့ကျွန်တော်ကတော့လူကြီးတယောက်အနေနဲ့ positive thinking ပဲပြောချင်ပါတယ်ဒါပေမဲ့လည်းတစ်ခုပြောချင်တာကဟုတ်ပြီယူနန်ပြည်နယ်ကိုတရုတ်ကပိတ်လိုက်တယ်မင်းတို့ရဲ့ခေါင်းဆောင်တွေကိုဖန်ဆီးလိုက်တယ်ထိမ့်သိမ်းလိုက်တယ်အဲ့ဒါကြောင့်မို့လို့ဒီမင်းတို့ဘက်မှာယူနန်ကနေတော့ပစ္စည်းတွေမဝင်ဘူးအချုပ်ကိစ္စတွေအညာဘက်ကဒီတွင်းရတယ်လို့ပြောပါတယ်ဒါကလည်းကျွန်တော်ဟိုတနေ့ကဒီ BBA ရဲ့ကိုဆောင်ခါတို့ရဲ့၄နှစ်ပြည့်မှာကျွန်တော်စီဝေးတက်တော့ကိုဆောင်ခါကိုကျွန်တော်မေးပြတာနဲ့အဲ့ဒါတွေသိရတယ်ဟုတ်ပြီဘယ်လိုဝက်ဖြစ်မင်းတို့တခုသိထားဖို့อ่ะမင်းတို့တွေတရားကိုတိုက်မယ်တဲ့မင်းတို့စဉ်းစားထားရမယ်မင်းတို့နောက်ကြောင်းမင်းတို့လုံအောင်တော့မင်းတို့အရင်လုံရမယ်လို့ထင်တယ်ဒါအောင်မလုပ်ထားပဲနဲ့မင်းတို့စစ်တိုက်ပြီးဒါဖြစ်လို့ဒါကြီးပေးလိုက်ရတော့လုံဝသမမျိုးဖို့ကောင်းတယ်နောက်တစ်ခုအနေနဲ့တော့မင်းတို့စီကတယောက်ကနေပြီးတော့ငါတို့ပြောတာရှိတယ်တေးကြတာဘာဖြစ်လဲဆိုတော့မြန်မာမင်းတို့လာတဲ့ခါကျရင်မင်းတို့စစ်ပညာသင်ပေးတယ်ပါဟုတ်တယ်ကျေးဇူးတင်ပါတယ်မင်းတို့စစ်ပညာသင်ပေးတာဒါပေမဲ့တေးကြတာတခုတော့ပြောပြမယ်နှစ်ပေါင်း80တိုက်နေမင်းတို့လာရှုံမပြောနဲ့မင်းတို့နေတဲ့နေရာရဲ့အရှိတဖာလုံးတော့မင်းတို့ရအောင်တိုက်ခဲ့ဘူးလို့လားသူတို့လက်တိုက်တော့မင်းတို့ခံစစ်အနေနဲ့မနေဦးစူးစမ်းနေရတဲ့အချိန်ရှင်းတယ်နော်အခုလောလောဆယ်မှာဒီ PDF ကလေးတွေဒါတွေအားလုံးပူပေါင်းပေါဝင်တက်ခံလို့မင်းတို့အိမ်မက်တော်မမှတ်ဘူးတလားရှို့ဒီသိမ်းနိုင်တာတော့မင်းတို့ဝန်ခံလိုက်မင်းတို့တဖွဲ့တဲ့အင်အားနဲ့ဆိုရင်စိတ်မဆိုးနဲ့ကွာစိတ်ဆိုးလည်းမတက်နိုင်ဘူးမင်းတို့ဓမြတပုံတဖွဲ့ပါအဲ့ဒါကြီးတော့ပြောချင်တယ်ဒါပေမဲ့ထားပါငါတို့တွေအနေနဲ့ဒါကတော်လိုင်းမှာနောက်ထပ်လည်းဆက်လုပ်ရမယ်ညီနောင်မဟာမိတ်တွေဒီဟာတွေနဲ့မဟုတ်လို့ငါတို့မပြောတော့ဘူးနောက်တစ်ခုလာရှုံမှာကပုံပွင့်လင်းပြောရရင်မြန်မာအခက်တရုတ်အချက်ဖြစ်သွားတာဘလို့ပဲဖြစ်ဖြစ်ဒါတရုတ်သိမ့်လိုက်တာပဲအဲ့ဒါကိုဟိုဘုံမသိဘာမသိနဲ့ဟိုဘက်ကဘောမာတယ်မင်းတို့တွေပြောနေကြတာဟာမင်းတို့ရဲ့ဘုံချုပ်ကြီးကလုံးဝအုံတော့ညံကောင်းတနက်တစ်ချက်ဖောက်เสียရမလို့ဘဲနဲ့လာရှုပြန်ရအောင်ပြောမင်းတို့တကယ်ရလားအခုဒီတရုတ်ကိုယ်စားလှယ်အဲ့ဒီမှာယုံတီပြီးနေနေတာနော်မင်းတို့တကယ်ပိုင်ပြီလားအပြင်မှာငါတို့လူတွေကြီးပဲMNDA တွေ channel တွေငါတို့လူတွေကြီးပဲအပြင်မှာ PDF တွေအများကြီးမင်းတို့လာရှုတစ်မျိုးတွေရတာဟိုစုပ်ပြီးတော့ဝန်တန်တယ်ရတာတော့မင်းတို့ကောင်တွေဝင်ရဲလို့လားတရုတ်အဆောက်ချောင်းနဲ့ဝင်လာတာအထက်အကောင်တွေကမင်းတေချာလည်းပြန်မေးကြည့်အောင်အထက်မှာမင်းတို့ရောက်နေတဲ့မင်းတို့တိုင်းမှုဆိုတဲ့ငတိရဲမင်းတို့ရောက်နေတဲ့အထွေအုပ်ဦးစီးမှုတွေဘာညာတွေပေါ့ကွာမင်းတို့တို့တွေရောအစင်ပြေကြရတယ်တမေးကြီးအောင်ဘယ်တော့ကြောက်နေလဲဆိုတာတို့ကယူကြောင်မူကြောင်နဲ့တလားပေါက်ကရ40လိုင်းပေါ်မှာရှောက်မပြောနဲ့မင်းတို့ဖာစရာမရှိစွတ်ဖာမနေနဲ့တလားမင်းတို့မင်းအောင်နိုင်ရမင်းတို့တရုတ်မျက်နှာဆိုလေးပေးပြီးတော့လှုပ်လိုက်တာအဲ့တော့တရုတ်ကလည်းတို့လှုပ်ဆရာရှိတာတို့လှုပ်လိုက်မယ်မင်းတို့လည်းဘာမှသုံးဝင်မှာမဟုတ်ဘူးအထဲမှာတနေထိုင်နေတော့နောက်ထပ်မသားပေါ်ဘူးပဲရှိတယ်သိလားအပြင်ထွက်ရင်အဲ့ဒါတော့ကြိုပြောတာပဲနောက်တစ်ခုတော့တပည့်ချင်းပြတ်မှဖြစ်သွားတာဟာလေဒါကတော့ဒီလိုပဲလုပ်လို့ဒီကောင်အပြစ်ခတ်ရက်စေတယ်ဆိုတာပါဇက်ကပဲပြောနေတာဒီကောင်ကကျင်းဝတိတ်ခါရှိတဲ့ကောင်မဟုတ်ဒီချပုတ်อ่ะသူတို့လောက်တာဒါပဲဘုံကျဲမယ်သူတို့နားမလဲဘူးသူတို့မသိဘူးသူတို့ဒီနေရာမှာတကယ်ယောက်ျားတွေပဲသူစစ်တိုက်လေဘာမှပြည်သူတို့ထိခိုက်အောင်ဘုံတွေစစ်ကျဲမနေနဲ့ဘုံကျဲတော့မင်းတို့ကျဲတယ်ကွာမင်းတို့ခင်းနေတယ်မင်းတို့ PDF တွေရှိတဲ့နေရာတွေကျဲတယ်ကွာဘာကိစ္စဒီပြည်သူတို့ထိခိုက်အောင်လုပ်ရတာလဲပြောလိုက်တော့စစ်ဖြစ်နေတာဘာညာပေါ့အဲ့ဒါစဉ်းစားကြည့်သူတို့ရဲ့စေတနာပြောလိုက်ရင်တော့ပါဇက်ကအပြည့်ရမယ်ဘုံချေပြီးအပြည့်ရနေတာလားမင်းတို့ကအပြည့်ရတာမဟုတ်မင်းတို့ပြည့်လည်းမနိုင်တော့ဘူးမင်းတို့လောကဘုံချေတစ်ခုပဲရှိတယ်မင်းကဘုံချေမယ်ပြည်သူလူအိမ်တွေကိုချင်းချောင်းမယ်ငါတို့အချောက်တရားကိုတွင်းတယ်ဟောမရတော့ဘူးဖြစ်အောင်အဲ့ဒါ88မဟုတ်တော့ဘူးဒီလား2025ဖြစ်သွားပြီအဲ့တော့ကျွန်တော်ရိုးရိုးပြောချင်တယ်ဒီလောက်ဂျုံမှာပတ်ဆက်တဲ့အစိုးရကိုခင်ဗျားတို့ငြိမ်ခံပြီးတော့ဆက်ပြီးတော့တီးခိုင်းပြီးတော့ငြိမ်ခံပြီးနေကြတဲ့လူတွေလည်းရှိတယ်
အဲဒီလိုငြိမ်ခံပြီးနေတဲ့လူတွေထဲမှာမှအမှုပညာရှင်တို့လိုခိုးရောင်ဒီရောင်အုပ်စုတွေကလည်းဒီအာနာလက်ခံထားတဲ့ကောင်ကိုပို့ပြီးမပြောင်တိုက်ပြီးနေကြတဲ့ကောင်တွေလည်းရှိတယ်တိလားအဲ့ဒါလေးတွေလည်းနည်းနည်းသတိထားကြအဲ့ဒီကောင်တွေလည်းတွေ့မယ်တော်လိုင်းကြီးပြီးလို့ငါတို့နိုင်လို့ဝင်လာရင်မင်းတို့တွေနာပြီးတာမှအဲ့ဒါတော့အခိုင်အမာပဲပြောတယ်အဲ့တော့ MND ကငတိကိုလည်းပြောရမယ်အဲ့ကောင်တက်သားလားဘာလားမသိဘူးအဲ့ခနဲ့ကိုလည်းပြောပြရသေးစကားပြောရင်ထိမ့်ပြောပါမင်းက NLD ကမင်းစစ်သားသူမဟုတ်မင်းကပေါဝင်ပတ်သက်တဲ့ဆိုမင်းစောက်ပါးစားပေါ့ပို့ပြီးစီကန်းရှိပြောတဲ့တယ်ရှင်းတယ်နော်မင်းလိုမျိုးပြောဆိုမင်းတန်းက10သားပြောနိုင်တယ်မင်းလည်းငါ့ကိုလက်ကျွိုင်းလိုက်1 by 1ပြောမယ်ဘာလဲအတိတ်ပဲမရှိတာမင်းကဗမာတွေမကောင်းတော့ပါသူတို့မင်းတို့ဒီဟာတွေထွက်သွားတာပြောမှာပေါ့ကွာဒီဓာတ်ကြီးတစ်ခုလုံးတိန်းထားတယ်အသက်တွေသွေးတွေချွေးတွေရင်းလာပြီးတော့မှမင်းတို့ပြန်ပေးလိုက်တယ်ဘသူကချိန်နေမလဲကွာဟုတ်တယ်အခက်ခဲဖြစ်လို့ပေးလိုက်တယ်အားလုံးညှိနှိုင်းပြီးလုပ်ပေးလိုက်တယ်ငါတို့လက်ခံနိုင်လောက်တဲ့အနေထားပြောလေစကားပြောတာမင်းလည်းမမိုက်ရိုင်းနဲ့ငါကြည့်နေမင်းနှခမ်းတက်လာပန်းတက်လာမိမကြီးကြာတာပဲပြောနေတာဘာသူမကောင်းချောင်းမှမပြောရဘူးကွာ positive thinking ဘက်ကနေကျွန်တော်တို့ကဒီလိုဖြစ်သွားလို့ဖြည့်ရှင်းပြလို့မရဘူးလားမင်းကလာပြီးတော့ဟိုစစ်တင်နဲ့လာတက်တာဘာဖြစ်တယ်ညာဖြစ်တယ်မင်းကပြောမင်းဘာကောင်းလို့လဲကောင်းမွန်ပြောစကားပြောထိန်းပြော social network မှာဆိုပြီးစွတ်လောင်နေတယ်တိလားမင်းလည်းတီးတဲ့ကောင်းတယ်ပြုံကြီးရှိတယ်အမမင်းတို့စောက်သုံးမကြတာမင်းတို့စောက်စစ်တိုက်တယ်မင်းတို့စောက်သုံးမကြမင်းတို့အုံတော့မရှိဘူးလားကိုနောက်ကျော်ကိုလုံအောင်လုပ်ထားဖို့မင်းတို့စောက်သုံးမကြလို့ဖြစ်တာလူတွေအားလုံးစောက်သုံးမကြလို့မင်းတို့ဆဲတာဆဲပါသေးဘူးအဆဲခံလိုက်ပေါ့ကွာမင်းတို့စောက်သုံးမကြတာအမှန်ပဲရဒါပဲကျွန်တော်ပြောချင်တာတော့အားလုံးကျေးဇူးတင်ပါတယ်ဘယ်ကခွေးတောင်စားလေးလည်းမသိဘူးအဲ့ဒီ MMT ရလားလူကြည့်တော့အေးမွေး30ဝတ်3ရုံနဲ့စောက်စကားတလောက်လေးလာပြောနေတာ